ဘာပေါ်မှာနိုင်ငံပေါင်း200နီးပါးရှိတယ်ဆိုတာကိုလူတိုင်းသိကြပါတယ်။ဒါပေမဲ့ဆယ်စုနှစ်များစွာကြောင့်အောင်ကမ္ဘာစီးပွားရေးနိုင်ငံရေးနဲ့စီးရေးစတဲ့အဓိကမန်တန်ကြီး၃ခုကိုနိုင်ငံတိုင်းတွေကဥဆောင်နေပါတယ်။အဲ့ဒီနိုင်ငံကတော့ကျွန်တော်သိကြတဲ့အတိုင်းပဲအမေရိကန်ပြည်ထောင်စုပဲဖြစ်ပါတယ်။အမေရိကန်ဘာကြောင့်ဒီလောက်ထိအင်အားကြီးမားနေရတာလဲဆိုတာကတော့စဉ်းစားစရာကောင်းတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ဒါဟာကံကောင်းတာတသက်ပဲလားဒါမှမဟုတ်စနစ်တကျစီစဉ်ထားတဲ့ဗျူဟာတွေကြောင့်လားဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာပါအမေရိကန်ကမ္ဘာနံပါတ်1ဆိုတဲ့နေရာကိုရောက်စေခဲ့တဲ့အဓိကအချက်၅ချက်ကိုကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်နံပါတ်1ပထဝီနေထားရဲ့အားသာချက်ပထမဆုံးအချက်ကတော့အမေရိကန်ပြည်ထောင်စုရဲ့ပထဝီနေထားပဲဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုရဲ့ဒီနေရာဟာအလွန်ကောင်းမွန်တဲ့ပထဝီနေထားတစ်ခုကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတိုင်းလည်းဖြစ်ပါတယ်နောက်ဘက်မှာပစိဖိတ်သမုဒ္ဒရာနဲ့အရှေ့ဘက်မှာအတ္တလန္တိတ်သမုဒ္ဒရာကြီးတွေရှိနေတာကြောင့်ပြည်ပရန်တွေကျူးကျော်ဖို့မလွယ်ကူပါဘူး။အမေရိကန်ကိုတိုက်ခိုက်ခြင်းတဲ့ရန်သူဟာနောက်ဘက်ကလာရင်ရာသီဥတုအလိုဆိုးဝါးတဲ့ပစိဖိတ်သမုဒ္ဒရာကြီးကိုဖျက်ဆီးရမှာဖြစ်ပြီးအရှေ့ဘက်ကကျူးကျော်လာခဲ့မယ်ဆိုရင်တော့အတ္တလန္တိတ်သမုဒ္ဒရာကိုကျင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီသမုဒ္ဒရာကြီးတွေဟာမိုင်ပေါင်းထောင်ချီကျယ်ဝန်းတာကြောင့်ရန်သူစစ်တပ်တွေအတွက်ကျူးကျော်ဖို့ဆိုတာမဖြစ်နိုင်လောက်တဲ့အိမ်မက်ပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ကနေဒါနဲ့မက္ကဆီကိုကလည်းအမေရိကန်ကိုရှင်းရှောင်းနိုင်လောက်တဲ့စစ်အင်အားမရှိကြပါဘူး။မစ္စစ္စပီမရှိနေခြင်းဟာလည်းစိတ်ပြိုးရဲ့အတွက်ကမ္ဘာအကောင်းဆုံးမြေစီလာရှိတာကြောင့်အမေရိကန်ရဲ့အသက်သွေးကြိုးလို့ပြောလို့ရပါသေးတယ်